လူတော်တော်များများမှားနေတဲ့အမှားတစ်ခုရှိရယ်ဆမစီကနံပါတ်ကိုပြောင်းလိုက်တယ်ဒါပေမဲ့ကိုယ့်ရဲ့နံပါတ်အဟောင်းကိုမထုတ်ဘူးကိုယ့်ရဲ့နံပါတ်အဟောင်းကပတ်နဲ့ချိတ်ထားတာမို့လို့ကေပေးဖွင့်ထားတာမို့လို့ဆိုပြီးတော့မှမဖြုတ်ဘူးဆမရဲ့နံပါတ်ကိုတုံးတယ်ဆမရဲ့နံပါတ်ကကံကောင်းခြင်းတွေကိုဆွဲငင်ပေးတယ်လှလှပတွေငွေကြေးအခွင့်အလမ်းကောင်းတွေကိုဖန်တီးပေးတယ်ဒီဘက်ကမကောင်းတဲ့နံပါတ်ကကြတော့မကောင်းတာတွေကိုဆွဲငင်တာဒီဘက်ကရှာဖွေလို့ရတဲ့ငွေကိုဒီဘက်ကနေမှအချောင်းအမျိုးမျိုးနဲ့ကိုယ့်လက်ထဲမှာမကြအောင်တွားလောက်မှာရင်းငွေနည်းတွေတွားမြုပ်သွားတာငွေပြန်ပေါ်ဖို့ခက်ခဲတာတစုံတယောက်ကိုပစ္စည်းပဲပေးပေးငွေပဲပေးပေးပြန်ရဖို့မလွယ်တာအဲ့ပုံစံမျိုးတွေဖြစ်တာပေါ့အဆိုးဆုံးကတော့တင့်ကိုင်နေတဲ့ဖုန်းနံပါတ်ထဲမှာ3ည3ခွန်1881 3ည18 3ည81 1 3ည2 3ည8 ခွန်အဲ့ဒီနံပါတ်တွဲတွေပါမယ်ဆိုရင်တော့ကြားကြီးချေရကြီးပဲဘလောက်ပဲငွေကြေးရအောင်ဒီဘက်ကငွေရအောင်ဘလောက်ပဲရှာပေးဒီဘက်ကလေဆုံးဖြတ်ချက်အမားတွေချပြီးတော့မှပြန်ဆုံးရှုံးအောင်လုပ်နိုင်တာတခြားသူလက်ထဲမှာအတားတကြီးထွားထည့်စေတဲ့နံပါတ်ဖြစ်တယ်အဲ့ဒါကြောင့်ဒီလိုနံပါတ်တွဲတွေရှိနေပါတယ်ဆိုရင်တော့နှစ်100ပဲတုံးထားပြောင်းပါဘလောက်ပဲတန်ရောစင်ရှိကို့အဖေဟာမို့လို့ကို့အမေဟာမို့လို့ကို့မိကိုဆယ်တန်းအောင်တော့ကလက်ဆောင်ရတာမို့လို့ကိုပွဲယူတော့ကလက်ဆောင်ရတာမို့လို့ပဲအထိတ်အမှတ်နဲ့ပဲဒီနံပါတ်တွေကိုရရှိထားပါစေဒီနံပါတ်တွေကိုကိုနဲ့အတူမထားတော့ပဲနဲ့ခဝေးမှာစွန့်ပစ်ပါလို့ဒီဗီဒီယိုထဲကနေချစ်ခင်စွာနေဝေမျှလိုက်ရပါတယ်ရှင်မစွန့်ပစ်ဖို့ဆရာမရဲဆိုရင်တော့အခုလိုမျိုးပဲတစ်ဖက်ကရအောင်ရှာမယ်တစ်ဖက်ကလည်းဆုံးရှုံးအောင်လုပ်မယ်အဲ့ခါကျတော့လေအလောက်ကလှုပ်မောကြီးဖြစ်မှာခြေနေဟာလေအလောက်ကတော့ကြီးမလောက်ကင်ခွင့်ရပြီးတော့မှဟိုမှာမောနေရတာဒီဘက်ကငွေမပေးလို့ဒီဘက်ကငွေတောင်းရခက်လို့ကိုယ့်ရဲ့ငွေကောင်းကွဲလို့အဲ့လိုပုံစံမျိုးဖြစ်မှာအကျွေးတွေနဲ့ပြီနေလို့ဆုံးဖြတ်ချက်အမားတွေချမိပြီးတော့မှညညဆိုအိပ်ပျော်ဖို့ခက်ခဲတာတွေမလွဲမတွေ့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်ရှင်တဲ့ရဲ့နှစ်နာနဲ့တင့်တော်တဲ့ဖုန်းနံပါတ်တဲ့ရဲ့လောက်ဟန်းကိုင်ငါနဲ့တင့်တော်တဲ့ဖုန်းနံပါတ်ကောင်းကိုရယူပိုင်ဆိုင်ခြင်းပါတယ်ဆိုရင်တော့ဒီနံပါတ်တွေနေတာလင်းမြတ်ဆက်တွေ့လာလိုက်ပါရှင်ဖုန်းနံပါတ်ကိုပြောင်းလဲရင်တင်ရဲ့ပေါ်ကမုတ်ချဧကံပြောင်းလဲပါမယ်နံပါတ်ပရှင်နိုင်ရွှေလွင်ပါ